လုံးမတက်ရမယ်ကိုဖျားသခင်ကိုရောသားတော်ဖြစ်တော်သခင်သည်မိမိသွေးတော်ကိုသူနောင်တော်မူခြင်းဖြင့်ကိုရောရဲ့စေခန္ဓာဝဖပတ်စကာပွဲတော်မြတ်ကိုတည်ထောင်တော်မူခဲ့သည်နဲ့ကိုရော၏သာသမီတော်ပေါ်ထားရှိသောချစ်ခင်ကျနာမှုကိုအမေတ္တရားတော်မူ၍သူတို့ကိုတန်ရှင်းစေတော်မူပြီးလျင်စင်ကားပွဲဆောင်ရှောက်တော်မူပါမည်ကြောင်းကာလဆက်ဆက်တဲ့ရှင်တော်မူယေရှုစံတော်မူသောသာတော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားခရစ်တုသခင်ဒုက္ခစရိယာခံတော်မူသောတောချာနိကြီးပထမကျမ်း Prophet Isaiah အနာဂတိကျမ်းခန်းကြီး50အငယ်73မှ53စနစ်ထိကြည်လောငါ၏ကျွန်သည်ကြီးပွားလိမ့်မည်သူသည်ချီးမြှောက်ခြင်းခံရ၍အထွတ်အထိပ်သို့ရောက်လိမ့်မည်သူသည်လူတို့၏ပုံသဏ္ဍာန်လူ၏အစင်းမရှိတကယ်တော့ရုပ်အစင်းပြည့်နေသောကြောင့်လူများတို့သည်အံ့အားသင့်လျက်ရှိကြ၏များစွာသောလူမျိုးတို့ကိုလည်းစိတ်ရှုပ်ထွေးစေလိမ့်မည်ဘယင်များတို့သည်လည်းသူ့အကြောင်းကိုနှုတ်ပိတ်နေကြလိမ့်မည်အကြောင်းမူကားသူတို့အားမပြောဘူးသောအရာတို့ကိုမြင်ကြ၏မကြားဘူးသောအရာတို့ကိုလည်းနားလည်ကြ၏ကျွန်ုပ်တို့ကြားခဲ့သောအရာများကိုမိသူယုံကြည်မည်နီတခင်ဖျား၏လက်ယုံတော်ကိုမိသူအားထင်ရှားစေခဲ့သည်။သူသည်အညွန့်ကဲ့သို့၎င်း၆သွေးသောမြေမအသက်ကဲ့သို့၎င်းရှေ့တော်၌ပေါ်ထွက်လာ၏။သူအားကြည်ချင်စရာလာပါတဲ့ရှုချင်ဖွယ်သောအစင်မရှိနစ်လူဖွယ်စရာအစင်တရာလည်းမရှိသူသည်လူအလုံးတို့ထာမရှုတ်ချခြင်းခံရသူဒုက္ခဝေဒနာခံစားနေရသူဝန်းနဲ့ကြည်ကွဲနေသူလူအလုံးတို့၏မျက်နာလွှဲခြင်းခံရသူရှုတ်ချခံရ၍ကျွန်ုပ်တို့ကိုယ်တိုင်အထင်သေးခံရသူဖြစ်၏သူသည်အမှန်စင်စစ်ကျွန်ုပ်တို့၏ဝေဒနာများကိုတက်တာစီတော်မူ၏ကျွန်ုပ်တို့၏ဒုက္ခများကိုဝင်၍ထမ်းရွက်လေပြီကျွန်ုပ်တို့မူကားသူကိုကျင်စာမိသူဖျားတန်ခရသူနှိမ်ချရှုတ်ချခံရသူဟုထင်မှတ်ကြပြီသူမူကားကျွန်ုပ်တို့၏အပြစ်ဒုစရိုက်များအတွက်အနာတရခံရတော်မူ၏ကျွန်ုပ်တို့၏မကောင်းခြင်းများအတွက်ကြည်ကွေးရလိမ့်ပြီသူသည်ကျွန်ုပ်တို့၏ငြိမ်းချမ်းသာယာမှုအတွက်ဒဏ်ခံတော်မူသည်သူ၏ခံထမ်းတော်မူခြင်းဖြင့်ကျွန်ုပ်တို့အားလုံးအနာသောကပျောက်ကင်းကြရ၏ကျွန်ုပ်တို့အားလုံးသည်သူများကဲ့သို့လမ်းလွဲခဲ့ကြပြီးကုလန်းတို့အသီးသီးလိုက်ခဲ့ကြပြီးတခင်ဖျားသည်ကျွန်ုပ်တို့အားလုံး၏အပြစ်များကိုသူ့အပေါ်သို့တင်ခဲ့လေ၏သူသည်ငင်းဆဲခံရသည်ကိုလက်ခံလေ၏သူတယုံတို့ဆောင်ယူသွားသောသူကဲ့သို့၎င်းသူမွေးညစ်သမားများတွင်အတာမထွတ်သောသူကဲ့သို့၎င်းမိမိ၏နှုတ်ကိုမဖွင့်ဘဲနေ၏မတရားစီရင်ညှင်းဆဲလျက်သူ့ကိုထုတ်ဆောင်သွားကြ၏သူ၏အမျိုးအနွယ်ကိုမိသူညွန်ပြမည်နီအသက်ရှင်သောလူတို့၏မြေမှသူ့ကိုတုတ်တင်ပယ်ရှင်းကြ၏သူသည်ငါလူမျိုး၏အပြစ်များကြောင့်တိရိတိုင်အောင်နေစခြင်းကိုခံထားလိပြီသူသည်မကောင်းသူစရိုက်ကိုမပြုနှုတ်ဖြစ်လဲမုသာစကားမပြောတော့ကြောင့်လူစုတို့နှင့်အတူမြုပ်နှံခြင်းကစီရင်ခံရတော်လဲကိုသင်ချိုင်းမူကားတတိများနှင့်အတူထားကြ၏တခင်ဖျားသည်သူ့ကိုဖိနှိပ်ရန်အလိုရှိ၏သူသည်မိမိကိုယ်ကိုတန်ဆပ်ဖြစ်ရာပူဇော်တကာအဖြစ်ပူဇော်လျင်သားစဉ်မိဆက်ကြာရှိစွာမြင်ရလိမ့်မည်
တခင်ဖျားရဲ့အလူတော်ဒီလဲသူ၏လက်၌ကြွေဝလိမ့်မည်မိမိခံထမ်းခဲ့သောအကျိုးဆက်ကြောင့်အလင်းကိုမြင်ရလိမ့်မည်မိမိအတိစိတ်၌စိတ်ချမ်းသာမှုရရှိလိမ့်မည်ဖြောင့်မတ်သောငါ၏အစီခံသည်အများတို့အားဖြောင့်မတ်တန်ရှင်းစေလိမ့်မည်သူသည်သူတို့၏အပြစ်ဒုစရိုက်ကိုမိမိကိုယ်တိုင်ခံထမ်းလိမ့်မည်ထို့ကြောင့်များစွာသောလူတို့ကိုသူအားဝဲဝဲပေးမည်ခွန်အားကြီးသောသူတို့နှင့်အတူဖန်ဆီးရရှိသောဥစ္စာများကိုဝဲဝဲပေးမည်အကြောင်းမူကားသူသည်အသက်ကိုပင်မနှမျောဘဲမိမိကိုအနံ့၏မတရားသောသူတို့နှင့်ရည်သွက်ခြင်းကိုခံခဲ့ရ၏လူများတို့၏အပြစ်များကိုလွတ်မြောက်စေ၏မတရားသောသူတို့အဖို့ဆုတောင်းပေးသူဖြစ်သည်ဣဒီကာဖျားတခင်၏နှုတ်ကပတ်တော်ပေသည်Pole si romu ba
Gurunaro Kutawe, Sanoku Keteno Muba, Yadikin Nai Miaoling Kusatua Pongdo Tatishi Swa Song Yue Jalo, Tendawin Alongi Apitin Lengi. Duriaja Narauchen Parmigo, Sibudo Muye, Mimigo, Narauno, Duro Alondo A, Gedin Chen Chanda, Yaya Jong, Chido Mui, Bebe Murarudan Pirosa, Akanjili, Akange, Salima Sachao, Akanjinga, Akange, Kunima, Koti, Kangi Nangadoro, Joe Widow Mudo. Yahancho Pido Mudo, Piai Daro, Yesu Christu di, Genoro Dwe, Shido Mudo Jao, Genoro Wunkan Kejado, Yongjia Chemyago, Soundtain Jaso, Genoro E. Yahancho di, Genoro Kayado, Doka Siye Chimya Night, Gochen Sadia Machidu Maho, Gorodi, Apima, Kinshen Dole, Genoro Gero, Ni Myo Pie, Sonza Nausha Chimyago, Kanke Yadi, Tojao, Aguni Loado a chain night, the Nag Yuna go lagao, Jesu Rogo lagao, Yabami a Jao, Yonji Goza Chene, Jesu Roshin E, Polendo, Chinka Jaso, Chrisud Kenny, E Loga night, Shipsin. They chima, Gese Naido Tutando, Mei Jalia, Jedo Adampian, Sudan Roka, Yode Ganyu Chene, Down Jao, Do eat Sudan Dango, Piadakin, Nanyang Domukedi, Gorodi, Piadakin, Daro Pidole, Dokam Yago, Buran Cantalia, Nanochin Parmigo, Sibu Romuye. Solin Chendo, Yabi now, Mimigo, Natauno, to Alono, Gedin Chen Chanda Yaya, a Jao, Pidomudi. Idiga, Pialki Nokubado, Bedi. Yadkia Jesu de Martin. Jordan, Christu the Kindi, Sonoro at Twajang, Luwaka Time Boma, the Chingu Bin, Lekan, Ditang, Camiro Piago, Nakan Domudi, Tu Jang Piat Kindi, Gura, Chimel Domuye, Buena Matagaro, Ted Jimato Boy Tugu, Piromudi. The King Jesus, the Verona. The King Jesus, the Verona adu, Kidron Chong the Peto, Joram, to a young night, Uyin the Kushi, Gorone, the Verodi, Uyin Tedo, when Jai, Gorogo, Anhami, Judah Dile, Toniago, Dile, a Jamuga, Jesu the Verona adu, Tonia Nai, Majakana. Sungli she dodged the Toja, Judah the Yoma Sita, the Sugo Lagon, Yaha Ajia Gerone,
ဖာရိစေဥရောဓမ္မအစောအချို့တို့ကို၎င်းခိုးဆောင်၍မီးအိမ်မီးတုံနှင့်လက်နက်များကိုကင်ဆောင်ကာထိုနေရာသို့လာကြ၏ယေရှုသည်လည်းမိမိ၌ဖြစ်လက်သောအကြောင်းအရာအလုံးစုံတို့ကိုသိမြင်ပြီးဖြစ်၍ရှေ့သို့ထွက်လာပြီးလျင်တင်တို့ဒီမိသူကိုရှာကြသည်။နာရမြုပ်သားယေရှုကိုရှာပါသည်။ဟုတ်ဆိုကြ၏သခင်ယေရှုကငါဒီထိုသူဖြစ်၏ဟုတ်မိတ်တော်မူ၏ကိုရောကိုအနန္တောဂျူဒသည်လည်းသူတို့နှင့်အတူရက်လျက်နေ၏ယေရှုကငါသည်ထိုသူဖြစ်၏ဟုမိတ်တော်မူသောအခါသူတို့သည်နောက်သို့လာ၍မြေပေါ်သို့လဲကြကုန်၏ထို့နောက်ယေရှုကတင်တို့ဒီမိသူကိုရှာကြသည်ဟုတ်တဖန်ပြန်၍မဲတော်မူပြန်၏သူတို့ကလည်းနာရမြုပ်သားယေရှုကိုရှာကြပါသည်ဟုတ်ဆိုကြ၏ယေရှုကငါဒီထိုသူဖြစ်ဟုတင်တို့အားငါပြောခဲ့ပြီးတို့ဖြစ်၍တင်တို့ဒီငါကိုရှာကြလင်ဣသရုကိုတွားခွင့်ပေးကြလောဟုတ်သူတို့အားမိတ်တော်မူ၏ဤကဲ့သို့မိတ်တော်မူခြင်းမှာအကျွန်ုပ်အားကိုရောပေးအပ်တော်မူသောသူတစုံတယောက်မျှရစီချင်းတော့မရောက်ရဟုကိုရောမိတ်ဆိုခဲ့သည့်စကားပြည့်စုံစေမည်အကြောင်းသည်ထိုအခါစီမုန်ပေထရုသည်မိမိ၌တားပါလာတစ်ဖြစ်တားကိုဆွဲထုတ်၍ယဟန်အကြီးကဲ၏အစေခံတယောက်ကိုခုတ်တစ်ဖြစ်ထိုသူ၏လက်ရာနှရွက်ပြလေ၏ထိုအစေခံ၏အမိကမာလကုဖြစ်သည်ယေရှုကလည်းဒီဓာကိုဒိန်၌ပြန်သွင်းလောငါခမည်းတော်ပေးတော်မူသောခွက်ဖလားကိုငါမတောက်ဘဲနေရမည်လောဟုတ်ပေထရုအားမိတ်တော်မူ၏ထို့နောက်ယောမစစ်တူရဲများ၎င်းတို့၏တတ်မှုနှင့်ကျူးလူမျိုးတို့ထမအစောက်တို့သည်ယေရှုကိုဖမ်းဆီးချီနှောင်ကာအနာထံသို့ဥဆောင်ခိုးဆောင်သွားကြ၏အကြောင်းမူကားအာနာတိထိုနှစ်တွင်ယဟန်အကြီးကဲဖြစ်သောဂါယဖ၏ယောခမဖြစ်သောကြောင့်သည်ဂါယဖသည်ကလူအပေါင်းတို့အဖို့လူတဦးအသေးခံရခြင်းသည်ပို၍ကောင်း၏ဟုကျူးလူမျိုးတို့အားအကြံပေးခဲ့သူဖြစ်သည်စီမုန်ပေထရုနှင့်အခြားတပည့်တော်တို့သည်ယေရှု၏နောက်သို့လိုက်ကြ၏ထိုတပည့်တော်တို့သည်ယဟန်အကြီးအကဲနှင့်တီကျွန်းတစ်ဖြစ်ယေရှုနှင့်အတူယဟန်အကြီးအကဲ၏အိမ်တော်ဝမ်းအတွင်းသို့ဝင်လေ၏ပေထရုမူကားဝန်တကားအပြင်တွင်ရနေခဲ့သောကြောင့်ယဟန်အကြီးအကဲနှင့်တီကျွန်းတော်တပည့်တော်သည်ဝန်တကားအပြင်သို့ထွက်သွားပြီးလေတက္ကစောအမျိုးသမီးအားပြော၍ပေထရုကိုအိမ်တော်ဝမ်းအတွင်းသို့ခေါ်ဆောင်ခဲ့လေ၏ထိုအခါတက္ကစောအမျိုးသမီးကပေထရုအားတင်ဒီလေချိုတို၏တပေများထဲမှတောဖြစ်တယ်မဟုတ်လောဟုတ်မဲလျင်ပေထရုကအကျွန်ုပ်မဟုတ်ထို့နောက်ယဟန်အကြီးကဲ၏အစေကများနှင့်အဆောင်တို့သည်ချမ်းအေးသောကြောင့်မီးတွဲဖြစ်မီးဖို့၍ပတ်လည်တွင်ရလျက်မီးလုံနေကြ၏ဘေထရုသည်လည်းသူတို့နှင့်အတူရ၍မီးလုံနေလေ၏ထိုအခါယဟန်အကြီးကဲသည်ယေရှုအားတပည့်တော်၏အကြောင်းကို၎င်းကိုယ်တော်၏တရားတော်အကြောင်းကို၎င်းမေးမြန်းလေ၏ယေရှုကသူအားပြန်ပြောတော်မူသည်ကားငါဒီလူပေါင်းတို့ရှိတွင်ပွင့်လင်းစွာဟောပြောခဲ့ပါ၏ငါဒီဇုလူမျိုးတို့စုဝေးရာတရားစရပ်များနှင့်ဗိမာန်တော်တွင်အစဉ်ဟောပြောသွန်သင်ခဲ့၏ငါဒီမိရိအရာကိုမြတ်လှူဝတ်စွာမဟောပြောခဲ့ပေတင်းတို့ဒီအဘေကြောင့်ငါကိုမင်းမြန်ကြသည်ငါဟောပြောခဲ့သည့်အကြောင်းအရာများကိုကြားနာခဲ့ပြီးတော့သူတို့အားမင်းမြန်ကြပါလောသူတို့ဒီငါဟောပြောသမျှကိုသိကြ၏ဟုတ်မိတ်တော်မူ၏ကိုရောသည်ဤတော်မိတ်တော်မူလျင်အနိနာရလျက်နေသောအစောင့်များထဲမှတယောက်ကယေရှု၏ပါးကိုရက်၍တ
တင်ဒီဇာကြည့်ကဲကိုအေတို့ဖြေကြကြတလောဟုတ်ဆိုလေယေရှုကငါပြောသောစကားမှားလျင်မှားကြောင်းကိုထောက်ပြပါလောငါစကားမှန်လင်မူကားအဘယ်ကြောင့်ငါကိုရိုက်သည်နည်းဟုတ်ပြန်ပြောတော်မူထို့နောက်အနာဒီကိုရောကိုချီနောင်စေလျက်ယဟန်အကြီးအကဲဖြစ်သူကာဣဖထံတို့ပို့စေစီမုန်ပေထရုသည်ရလျက်မင်းလုံနေစဉ်တွင်သူတို့ကတင်ဒီလေချိုတိုးတပိအများထဲမှာတအိုးဖြစ်တယ်မဟုတ်လောဟုတ်မင်းကြပြန်လေပေထရုကကျွန်တော်မဟုတ်ဟုတ်ငင်းစော်လေပေထရုကဓာနဲ့ခုတ်တစ်ဖြစ်နှစ်ရွက်ပြတ်တော်သူ၏ဆွေမျိုးဖြစ်ပြီးယဟန်အကြီးအကဲ၏အစေခံတူလည်းဖြစ်သူကတင်းကိုထိုတိုနဲ့သူအိုးရဲ့၌ကျွန်တော်မြန်ခဲရသည်မဟုတ်လောဟုတ်ဆိုပေထရုကကျွန်တော်မဟုတ်ဟုတ်တဖန်ငင်းဆိုထိုခဏချင်းတွင်ကြက်ဖတ်တွင်လေထို့နောက်တို့သည်ယေရှုကိုဂိုင်ဖထမယောမဘုရင်ခံအင်ဒိုတို့ခိုးဆောင်သွားကြထိုအချိန်ကနာနဲ့စိုးစိုးအချိန်ဖြစ်ကျူးလူမျိုးတို့သည်ဘာစကားညစာစားပွဲတွင်ပါဝင်စားတော့နေရာမိမိတို့ကိုညဉ့်ညူးချင်းသောမရောက်စေလိုသဖြင့်အိမ်တို့ထက်တို့ကိုယ်တိုင်မဝင်ကြတို့ဖြစ်၍ပိလာတုမင်းသည်သူတို့ထံသို့ထွက်လာပြီးလျင်တင်တို့ဒီအေတုအပေါ်မယ်ရီဆွတ်ချက်ကိုတေလူကြသည်။ဟုတ်မဲလေထိုအခါသူတို့ကအေတူဒီပြမို့ကျိုးတော်တုံမဟုတ်ပါလေကျွန်ုပ်တို့ဒီတို့ကိုအရှင်ထံတို့အတ်မယ်မဟုတ်ပါဟုတ်ပြန်ဖြေကြပိလာတုမင်းကလည်းတင်တို့ကိုတိုင်ပင်သူ့ဟူခေါ်ဆောင်ကြ၍တင်တို့ရဲ့ပြည့်တရားတိုင်းစီရန်ကြလောဟုတ်တို့အားဆိုကျူးလူမျိုးတို့ကကျွန်ုပ်တို့ဒီမေတုကိုမြတတ်ပိုင်ခွန်မရှိပါဟုတ်ပြန်ဖြေကြဒီကမိမိသည်မိကဲ့သို့တော်တည်ခြင်းဖြင့်တည်ရမည်ကိုယေရှုကိုယ်တိုင်မင်းမြတ်ခဲ့သောစကားပြည့်စုံခြင်းသို့ရောက်စေမည်အကြောင်းသည်သောအခါပိလာတုမင်းသည်အိမ်တို့ထက်တို့ပြန်ဝင်၍ယေရှုကိုခေါ်ပြီးလျက်တင်ဒီဇိုးရုံမျိုးတော်၏ရှမယံဖြစ်တလောဟုတ်ကိုရောအားမဲလေယေရှုကမင်းကြီးသည်စကားကိုမိမိအလိုအလျောက်ဆိုသလောသို့မဟုတ်လျှင်ကျွန်ုပ်ရဲ့အကြောင်းကိုတပါးသူတို့ကမင်းကြီးအားပြောပြထားသလောဟုတ်မဲတော်မူပိလာတုမင်းကလည်းကျွန်ုပ်ဒီဇိုးရုံမျိုးဖြစ်တလောတင်ဒီလူမျိုးနှင့်ဇဟာချေကဲတို့သည်တင်းကိုကျွန်ုပ်လည်းတို့အထက်ချပြီးတင်ဒီအဘေအမှုကိုပြုတ်ခဲ့တနီဟုတ်မဲလေယေရှုကကျွန်ုပ်၏နိုင်ငံဒီဤလောကနှင့်သက်ဆိုင်သည်မဟုတ်ကျွန်ုပ်၏နိုင်ငံဒီဤလောကနှင့်သက်ဆိုင်လျက်ကျွန်ုပ်ဒီဂျူးလူမျိုးတို့၏လက်သို့အနှံ့ခြင်းမခံရအောင်ကျွန်ုပ်၏အမှုထမ်းများသည်တိုက်ခိုက်ကြလိမ့်မည်သို့သောကျွန်ုပ်၏နိုင်ငံဒီဤလောကနှင့်ဆိုင်သည်မဟုတ်မဲတော်မူပိလာတုမင်းကတို့ဖြစ်လျင်တင်ဒီရှမယံဖြစ်တလောဟုတ်မဲလေယေရှုကမင်းကြီးဆိုသည့်အတိုင်းကျွန်ုပ်ဒီရှင်ဘုရင်ဖြစ်ကျွန်ုပ်ဒီတမန်တရားကိုဟောပြောခြင်းငါမွေးဖွားခြင်းခံခဲ့၍ဤအတွက်ကြောင့်လောကသို့ကြွလာ၏တမန်တရားနှင့်အသက်ဆိုင်သူဟုသည်မြတ်ဒီကျွန်ုပ်၏စကားကိုနားထောင်ကြ၏ဟုတ်မိတ်တော်မူပိလာတုမင်းကတမန်တရားကအပေအယာနီဟုတ်မဲလေထိုစကားကိုဆိုပြီးမှပိလာတုမင်းသည်ဂျူးလူမျိုးတို့ထံသို့တဖန်ထွက်သွားပြီးလျင်တူ၌ပြင်မှုတစံတပုံမြကျွန်ုပ်မတွေ့တော့ပတ်စကပွဲတော်အချင်းရင်ကျွန်ုပ်ဒီလူတော်ကိုလွန်ငင်းချန်တာဝန်ပြီးတော့ထုံးစံစီဒိုဖေး၍ကျွန်ုပ်ဒီတင်တော့ယူရိုမျိုးတို့ရှမယံကိုလွတ်ပေးစီလို့တလောဟုတ်သူတို့အားမဲလေသူတို့ကသူကိုမဟုတ်ဘာရဘာကိုလွတ်ပေးပါဟုတ်တဖန်ဟိအိုကြပြန်ဘာရဘာဒီကဓမြတူဖြစ်ထို့ကြောင့်ပိလာတုမင်းသည်ယေရှုကိုခိုးဆောင်သွားစေပြီးလျင်ကျိန်ဟက်ရိုက်စေစစ်တူရဲတို့သည်လည်း
စုခက်ဖြစ်ပြီးသောဦးရစ်တရဖူကိုပြုလုပ်၍ကိုရောဤဦးကောင်းတော်ပေါ်၌တင်ကြပြီးခရမ်းရောင်ဝတ်ယုံကိုလည်းကိုရောအပေါ်ခြုံပေးကြ၏ထို့နောက်သူတို့သည်အထံသို့ချင်းကပ်၍ ယောလိုမျိုးတို့၏ဘယင်ချမ်းသာပါစေ ခုဆိုကြလျက်ကိုရောဤပါကိုရိုက်ကြ၏ပြလာတုမင်းသည်အပြင်တို့တပန်ထွက်ပြီးလူအစုအဝေးတို့အား အကျွန်ုပ်သည်ဧတု၌အပိတဆောင်တဟိုမြတ်မတွေ့ကြောင်းကိုတင်တို့သိစေခြင်းကတင်တို့ထံတို့သူ့ကိုခေါ်ထုတ်ခဲ့ပြီ ခုဆို၏ထိုအခါယေရှုသည်စုခက်ဖြစ်ပြုလုပ်ထားသောတရဖူကိုဆောင်း၍ခရမ်းရောင်ဝတ်ယုံကိုဝတ်ဆင်ကအပြင်တို့ထွက်တော်မူတဲ့ပြလာတုမင်းက ဤသူကိုကြည့်ကြလော ခုဆို၏ယဟအကြီးအကဲများ၌အဆောင်တို့သည်ကိုရောကိုမြင်ကြလျက် သူကိုလေဝကတိုင်တင်ပါသူကိုလေဝကတိုင်တင်ပါ ခုအိုဟိကြ၏ပြလာတုမင်းက တင်တို့ကိုတိုင်သူကိုဟောတွဲ၍လေဝကတိုင်တင်ကြလောအကြောင်းမူကားအကျွန်ုပ်သည်တိုး၌အပိတဆောင်တဟိုမြတ်မတွေ့ ခုဆို၏ကျူးလူမျိုးတို့ကလည်း အကျွန်ုပ်တို့၌ပဏ္ဏဥပရိရှိဤသူသည်မိမိတို့ကိုဘုရားတကယ်နှင့်တားတော်ဟုတ်ဆိုတော့ကြောင်းထိုပဏ္ဏဥပရိအရာသူသည်တေဒန်ခံထိုက်သည် ခုပြလာတုမင်းအားပြန်ပြောကြ၏ထိုစကားကိုပြလာတုမင်းကြားလျင်ပို၍ကြောက်ရွံ့လာလေ၏တို့ဖြစ်၍သူသည်အင်ဒိုထက်သို့တဖန်ပြန်ဝင်ပြီးလျင်ယေရှုအား တင်ဒီမေရီဇတ်ကလာတနီ ခုမဲတော်မူ၏ယေရှုမူကားတခွန်းမြပြန်ဖြေတော်မမူပေထို့ကြောင့်ပြလာတုမင်းက တင်ဒီအကျွန်ုပ်နှင့်စကားပြောရန်အလိုမရှိသလိုအကျွန်ုပ်သည်တင်ကိုလွတ်ပိုင်ဒီကို၎င်းလေဝကတိုင်တင်ပိုင်ဒီကို၎င်းတင်မတိပါသလို ကိုရိုအားမဲလေ၏ယေရှုက မင်းကြီးဒီအထက်ရမအခွင့်မရခဲ့ပါလင်ငါကိုမြေသူများပြုလို့ပိုင်ခွင့်မရှိထို့ကြောင့်ငါကိုမင်းကြီးလက်သို့အနှံခဲ့တော်သူဒီပူ၍အပြစ်ကြီး ကိုတူအားမိတ်တော်မူ၏ထိုအချိန်မှစ၍ပြလာတုမင်းသည်ယေရှုကိုထွက်ပေးနိုင်မည့်နိလန်းကိုစာကြလေ၏သို့သောကျူးလူမျိုးတို့က ဧတုကိုလွတ်ပေးပါလင်မင်းကြီးသည်ရှေးရခရစ်မန်၏အဆွေတော်မဟုတ်မိမိကိုစံမယဟုတ်ဆိုတော့မိမိကိုစံမယဟုတ်ဆိုတော့သူမေတုမဆူအခရစ်မန်ကိုစံကြံတော်သူဖြစ်သည် ဟုတ်ဟိအိုကြ၏ပြလာတုမင်းသည်ဤစကားကိုကြားလျက်ယေရှုကိုအပြင်သို့ခေါ်ဆောင်ခဲ့ပြီးမှဟေဘေဥပါဒအားဖြင့်ကပ္ပတဟုခေါ်ဆိုသောကြောက်ဖြာဖို့ရှိတရားပလင်ပေါ်တွင်ထိုင်လေ၏ဘုံနှင့်ဒီကပါစကားပွဲတော်အတွေ့ကျင်ရှင်ရသောအဖိတ်နှင့်ဖြစ်ပြီးအချိန်ကမွန်းတဲ့ချိန်ခတ်ဖြစ်၏ဒီလာတုမင်းက တင်တို့၏ရှင်မယံကိုချစ်ကြလော ထိုကျူးလူမျိုးတို့အားဆိုလေ၏ထိုအခါသူတို့က သူကိုထုတ်ပါသူကိုထုတ်ပါသူကိုလက်ဝတ်ကတိုင်တင်ပါ ထိုဟိအိုကြ၏ဒီလာတုမင်းက အကျွန်ုပ်သည်တင်တို့၏ရှင်မယံကိုလက်ဝတ်ကတိုင်တင်ရမလော ထိုသူတို့အားမဲလျင်ယဟအကြီးအကဲတို့က အကျွန်ုပ်တို့၌စေယခရစ်မေမတပါအခြားသောရှင်ဘယံမရှိပါ ဟုတ်ပြန်ပြောကြ၏ထိုအခါပိလာတုမင်းသည်ကိုရောကိုလက်ဝါးကတိုင်တင်စေခြင်းဟာသူတို့၏လက်သို့အားလိုက်လေ၏တို့ဖြစ်၍သူတို့သည်ကိုရောကိုခိုးဆောင်သွားကြ၏ကိုရောသည်မိမိ၏လက်ဝါးကတိုင်ကိုထမ်းလျက်ဟေဘေဥပါဒာဖြင့်ကိုလကိုတဟုခေါ်၍ဦးကောင်းခွန်ဟုအမိတွင်သောအရတ်တော်ကြွတော်မူ၏ထိုအရ၌သူတို့သည်ကိုရောကိုလက်ဝါးကတိုင်တင်ကြလေ၏သူတို့သည်
ကိုရောကိုအလဲတွင်ထားလျက်အခြားသူနှစ်ဦးကိုလည်းကိုရောဤဘေးတစ်ဖက်တစ်ချက်စီတွင်ထားကလက်ဝါးကတိုင်တင်ကြ၏ဗိလာတုမင်းသည်လည်းကပိလိစာရဲ၍ကိုရောကိုလက်ဝါးကတိုင်ပေါ်တွင်ကထားစေ၏ထိုကပိလိစာသည်ကဂျူးလူမျိုးတို့၏ရှင်ဘုရင်နာဇရက်မြို့သားယေရှုဟူ၍ဖြစ်၏ယေရှုကိုလက်ဝါးကတိုင်တင်သောအရာသည်မြို့နှင့်နီးသဖြင့်များစွာသောဂျူးလူမျိုးတို့သည်ထိုကပိလိစာကိုဖတ်ကြ၏ထိုကပိလိစာကိုဟေပြေဥပါဒာလက်တင်ဘာသာနှင့်ဂရိပါဒာတို့ဖြင့်ရေးတာထားကြ၏ထိုအခါဂျူးလူမျိုးတို့၏ညာအကြီးအကဲတို့ကယူရိုမျိုးတို့၏ရှင်ဘုရင်ဟူ၍မရေးပါနဲ့ဤသူကငါရီယူရိုမျိုးတို့၏ရှင်ဘုရင်ဖြစ်သည်ဟူ၍ဆိုဟက်ကြောင်းကိုတာရေးပါဟိုဗိလာတုမင်းအားဆောက်ထားကြ၏ဗိလာတုမင်းကလည်းအကျွန်ုပ်ရေးပြီးသောအရာသည်ရေးပေးလေပြီဟုတ်ကြံပြောလေ၏စစ်တူရဲတို့သည်ယေရှုကိုလက်ဝါးကတိုင်တင်ပြီးနောက်ကိုရော၏အဝတ်တို့ကိုလေးပိုင်းပိုင်းကတယောက်တစ်ပိုင်းစီခွဲရ၎င်းကိုရော၏အတွင်းအင်ကြီးတို့ကို၎င်းယူကြ၏အတွင်းအင်ကြီးတို့သည်ကခြုံရောမရှိဘဲအထက်ဆွမ်းမှအောက်ဆွမ်းတန်အောင်ရက်လုထားခြင်းဖြစ်၏ထို့ကြောင့်သူတို့ကဤအင်ကြီးကိုမဆုတ်ချနဲ့၎င်းကိုမဲသူပိုင်ဆိုင်မြောက်ကြောင်းတိရှိရန်မဲချကုန်အန်ဟုတ်အချင်းချင်းပြောဆိုကြ၏ဤဒီကသူတို့သည်ငါ၏အဝတ်များကိုခွဲဝေယူကြ၏ငါ၏အင်ကြီးကိုလည်းမဲချ၍ယူကြ၏ဟူသောကြမ်းချက်ပြည့်စုံစေမည်အကြောင်းသည်စစ်တူရတော်သည်လည်းဤကဲ့သို့ခွဲဝေယူကြ၏ထိုအချိန်၌ယေရှု၏လက်ဝါးကတိုင်အနီးတွင်ရပ်နေကြသောသူတို့သည်ကကိုရော၏မေရော၏ညီမဖြစ်သောကလေအိုဖာ၏စနီမာရိယာနှင့်မာရိယာမဒလေနာတို့ဖြစ်ကြ၏ယေရှုသည်မေရောနှင့်တူမ၏အနီးတွင်ရပ်နေသည့်မိမိချစ်တော်မူသောတပည့်တော်ကိုမြင်လေမေရောအားအချင်းအမျိုးသမီးတင်းရဲ့သားကိုကြည့်ပါဟုတ်မိတ်တော်ထို့နောက်ကိုရောသည်တပည့်တော်ကိုလည်းတင်းအမိကိုကြည့်ပါဟုတ်မိတ်တော်မူထိုအချိန်မှစ၍ထိုတပည့်တော်သည်မေရောကိုမိမိ၏အိမ်သို့ပို့ဆောင်ထားလေ၏ထို့နောက်ခတ်သိမ်းသောအရာတို့သည်ပြီးဆုံးပြီဖြစ်ကြောင်းကိုရောသိမြင်တော်မူသဖြင့်ကျမ်းစာလာသည့်အတိုင်းပြည့်စုံစေရန်ငါရင်ငတ်သည်ဟုတ်မင်းမြတ်တော်မူ၏ထိုနေရာ၌ဘုန်းကြီးအပြည့်ရှိသောအိုးသလုံးရှိ၏တို့ဖြစ်၍သူတို့သည်ရေမြုပ်တစ်ခုကိုဘုန်းကြီးတွင်နှိပ်၍ဖိစုပင်ကိုင်း၏အဖျားနာတပ်ပြီးလျင်ကိုရော၏နှုတ်ခမ်းနာတွင်တိတ်ပေးကြ၏ယေရှုသည်လည်းဘုန်းကြီးကိုတော်ပြီးမှအားလုံးပြည့်စုံပြီဟုတ်မင်းပြောလျက်ဦးကောင်းတို့ကိုညွတ်၍အသက်တော်ကိုစွန့်လိုက်တော်မူ၏အားလုံးခေတ္တတို့ထောက်၍စိတ်ငြိမ်စွာနေကြပါအားလုံးမတရပါထိုနေ့ဒီကအဖိတ်နှင့်ဖြစ်၍ဥပုနေ့တွင်အလောင်းများကိုလက်ဝါးကတိုင်ပုံ၌မရှိစေရန်ကျူးတို့မျိုးတို့သည်လက်ဝါးကတိုင်တင်ခံရသူများ၏ခြေတို့ကိုချိုး၍သူတို့ကိုယူဆောင်သွားခွင့်ပြုပါမည်အကြောင်း
ဗီလာတုမင်းထံတော်တောင်းဆောင်ကြ၏အကြောင်းမူကားထိုဥပုပ်သည်ကြီးမြတ်သောဥပုပ်နှင့်ဖြစ်၏ထို့ကြောင့်စစ်တူရဲတို့သည်လာကြ၍ဘိုးရိုနှင့်အတူလက်ဝါးကတိုင်တင်ခံရသူပထမတဦးနှင့်အခြားသောသူတဦး၏ခြေတို့ကိုချိုးကြ၏သို့သောသူတို့သည်ယေရှုထံသို့လာကြသောအခါဘိုးရိုသည်အတက်တော်ကုန်ပြီဖြစ်ကြောင်းကိုတွေ့မြင်ကြလျင်ဘိုးရို၏ခြေထုတ်ကိုမချိုးကြချေစစ်တူရဲများထဲမှတဦးသည်ကဘိုးရို၏နဘေးတော်ကိုထမ်းဖြစ်ထိုးလေ၏ထိုအခါသွေးနှင့်ရေသည်ချက်ချင်းထွက်လာ၏ထိုအချင်းရာကိုမြင်ခဲ့သောသူသည်လည်းတက်တေခံ၏သူ၏တက်တေခံချက်မှလည်းမှန်ကန်၍သူသည်တင်းတို့ယုံကြည်စေခြင်းဟာဟန်သောစကားပြောဒီကိုလည်းသိလေ၏ဤသို့ဖြစ်ပြရခြင်းမှာသူ၏အယိုးတစ်ချောင်းမြမကြိုးစေရဟုသောကျမ်းစကားပြည့်စုံစေရန်ဖြစ်၏တဖန်ကျမ်းစာလာသည်ကသူတို့သည်မိမိတို့ထိုးဖောက်တော်သူကိုကြည်ကြလိမ့်မည်ဟု၍ဖြစ်သည်ထို့နောက်ယေရှု၏တပတ်ဖြစ်တော်လဲဂျူးလူမျိုးတို့ကိုကြောက်သောကြောင့်တပတ်အဖြစ်မထင်မရှားနေသောအာရမတေယုမြို့သားဂျိုးဆက်သည်ယေရှု၏အလောင်းတို့ကိုယူသွားခွင့်ပြုပါရန်ဗီလာတုမင်းထံသို့လျှောက်ထားလေ၏ဗီလာတုမင်းသည်လည်းသူအားအခွင့်ပေးသည်ဖြင့်သူသည်လာပြီးလျင်ကိုရော၏အလောင်းတို့ကိုယူဆောင်သွားလေ၏ယခင်ကယေရှု၏အထံတော်သို့ညအချိန်တွင်လာသောနီကိုဒေမှုသည်လည်းမီရာနှင့်မုတ်ရိုးထားသောရှီမွေးနန်းသာပေါင်းအချိန်တရာခန့်ကိုယူဆောင်လာ၏သူတို့သည်ယေရှု၏အလောင်းတို့ကိုယူဆောင်ပြီးလျှင်ဂျူးလူမျိုးတို့၏တိမ်ကျိုင်း၌ဆိုင်သောတလက်ထုံးစံအတိုင်းနန္တာမျိုးများနှင့်အတူပိတ်အဝဖြင့်ပတ်ရစ်ကြ၏ဘိုးတို့ကိုလဝကတိုင်တင်တို့အရ၌ဥယျာဉ်တစ်ခုရှိပြီးထိုဥယျာဉ်၌မိတူကိုမျှတကြိုဖူးချီမရှိသေးသောတိမ်ကျိုင်းကူအတိတ်တစ်ခုရှိ၏ထိုနေ့ဒီကဂျူးလူမျိုးတို့၏အဖိတ်နှင့်ဖြစ်၍တိမ်ကျိုင်းကူသည်လည်းအနည်းတွင်ရှိသောကြောင့်သူတို့သည်ယေရှုကိုထိုတိမ်ကျိုင်း၌တကြိုကြလေ၏အားလုံးထိုင်ပြီးတော့ကြားနာခဲ့ရတဲ့ကျမ်းချက်ကိုကျမ်းစာကိုအနည်းငယ်ထောက်ရှုကြမယ်
ကျေးဇူးပြု၍အားလုံးမတည့်ရပါအထွေထွေဆုတောင်းခြင်းအပိုင်းဖြစ်ပါတယ်ပထမဦးစွာတန်ရှင်သောအတင်းတော်အတွက်ချစ်လာစွာသောညီကိုမောင်နှမအပေါင်းတို့ကျွန်တော်တို့ရှင်ဖျားသခင်ဒီကဘာတဝမ်းလုံး၌ရှိနေသောအတင်းတော်ကိုငင်းချမ်းသာရာစေတော်မူ၍စီလုံးညီငွေစေတော်မူလျက်ကာကွယ်ဆောင်ရှောက်တော်မူသဖြင့်ကျွန်တော်တို့ဒီလည်းငင်းချမ်းသာရာစွာနေထိုင်ကြလျက်အားလုံးကိုတတ်နိုင်အားလုံးစုံကိုတတ်နိုင်တော်မူသောဖခမည်းတော်ဖျားကိုချီးမွမ်းထောပနာပြုနိုင်ကြရန်မဆာတော်မူပါမည်အကြောင်းဖျားသခင်နှင့်မူမြတ်သောအတင်းတော်အဖို့ဆုတောင်းပေးကြစို့ Oremus flectamus tenua အားလုံးတို့ထောက်မယ်Levante ကျေးဇူးပြု၍ပြန်ပြမတက်ရပါအလုံးစုံကိုတနိုင်တော်မူသောထာဝရဘုရားသခင်ကိုရောဒီခရစ်တော်သခင်အဖင်ကိုရော၏ဘုံကုံတော်ကိုလူမျိုးတကားတို့အားထင်ရှားစေတော်မူခဲ့ခြင်းနဲ့ညီကဘာတဝလုံး၌အနံ့ပြရှင်နေသောကိုရော၏တင်တော်ဒီကိုရော၏နာမတော်ကိုဝန်ခံရတွင်ယုံကြည်မှု၌တည်ကြည်မြဲမြံစွာဆက်လက်နေနိုင်ရန်ကိုရော၏ချစ်ခင်ကျင်နာမှုလုပ်ငန်းစဉ်ကိုထိန်းသိမ်းတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားဒုတိယအနေနဲ့ယဟန်မင်းကြီးအတွက်ကြီးညိုလေးစားတော်ကျွန်တော်တို့ယဟန်မင်းကြီးဖရန်စစ်စာဆရာတော်ကြီးများဖွဲ့ဝင်အဖြစ်သို့ရွေးကောက်တော်မူပေသောကျွန်တော်တို့ရဲ့ရှင်သခင်ဖျားသခင်သည်မိမိတန်ရှင်သောအတင်းတော်၏အကျိုးအလို့ငါဖျားသခင်နှင့်လူမျိုးစုကိုအုပ်ချုပ်နိုင်ရန်ကိုရောအားဘေးမတည်ရမခကျမ်းမာချမ်းသာစွာစောင့်ရှောက်ထားတော်မူပါမည်အကြောင်းဆုတောင်းပေးကြစို့ Oremus flectamus tenua Levante အလုံးစုံကိုတနိုင်တော်မူသောထာဝရဘုရားခင်ကိုရော၏မိန်တော်မြတ်တရားခတ်သိမ်းတို့တည်တည်နေကြ၏တပည့်တော်၏ဆုတောင်းမေတ္တာများကိုနာညောင်းတော်မူပါတပည့်တော်ပူ၍ကောက်ခံရသောယာမြင့်ကြီးကိုတနာကျင်နာမှုဖြင့်ဆောင်ရှောက်တော်မူပါကိုရောဆုသောခရိယာမျိုးနွယ်တို့သည်ယာမြင့်ကြီးဝဆောင်မှုအောက်တွင်ယုံကြည်ခြင်းတူပွား၍ကုသိုလ်ကောင်းမှုတို့ကိုတူတက်ဆောင်ရွက်နိုင်ကြပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားဒါတရားအနေနဲ့တိခါစင်စင်နဲ့ဖျားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်သူအားလုံးတို့အတွက်ဆုတောင်းကြစို့ကျွန်တော်ရဲ့ဆရာတော်ကြီးဂျူလီယန်နဲ့တကွာခတ်သိမ်းကုန်သောဆရာတော်များယာနော်များအမှုတော်ဆောင်ဒီကံများအသင်းတော်ရဲ့အမှုထအရာထအလုံးနဲ့ဘာသာဝင်အားလုံးတို့အတွက်ဆုတောင်းကြစို့ Oremus flectamus tenua Levante အလုံးစုံကိုတနိုင်တော်မူသောထာဝရဘုရားသခင်ကိုရော၏ဝိညာဉ်နှင့်အသင်းတော်တစ်ခုလုံးကိုတန်ဆင်းစေတော်မူ၍အုပ်စုတော်မူသည်နှင့်ညီကိုရော၏ကျေးဇူးတော်အပြင်လူအပေါင်းတို့သည်ကိုရော၏မူတော်ကိုတည်ဆောက်စစ်စွာထမ်းဆောင်နိုင်ရန်ခတ်သိမ်းကုန်သောတိတ်ခါဆင်းဆင်းဖြင့်အမှုထမ်းရထမ်းဆင်းဆင်းတို့ဖူဆုတောင်းကြသောတပည့်တော်ဝါနာညောင်းတော်မူပါမည်အကြောင်း
တပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုမြေပြို၍တောင်းလျှောက်ကြပါသည်ဖျားစထုထအနေနဲ့ဘာသာဝင်ဖို့ရန်အတွက်ပြင်ဆင်နေကြသောပုဂ္ဂိုလ်များအတွက်ဆုတောင်းပေးကြစို့ကျွန်တော်တို့ရှင်ဖျားသခင်ဒီဘာသာဝင်အဆက်ဆက်ပြင်ဆင်နေကြသောသူတို့ဝိညာဉ်များကိုဖွင့်ပြတော်မူ၍မိမိကျမ်းနာမှုကိုပြတော်မူသဖြင့်သူတို့ဒီစေသောချိန်မလာခံခြင်းအဖြစ်ပြများအောင်ခွင့်ချတာရပြီးနောက်တပည့်တော်ရဲ့ရှင်ခရစ်တော်သခင်နဲ့တလုံးတူအတည်နေနိုင်ပါမည်အကြောင်းဆုတောင်းပေးကြစို့Oremus flectamus enua Levate Alon sungu tanai no mu to thara phya kin kro di kro ye tin no ku ta tami ti do phyin amye tse tu bwa se ro mu di ne ni thu tu ro di si so chin san yai ma te mui phwa chin khan ya cha pyin na kro ye ta tami ro ne tulung tu ati phit se ya ma ta the tu wan se se pin sin ne cha to tu ri wi yong ji chin ne ti tya tu bwa se ro mu ba me chaတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမြဲပြု၍တောင်းလျှောက်ကြပါသည်ဖျားဒီစမအနေနဲ့ခရိယန်တို့စီလုံးငင်ငွေရေးအတွက်ဆုတောင်းကြစို့ကျွန်တော်တို့ရှင်ဖျားခင်ဒီခရစ်တော်သခင်ကိုယုံကြည်ပြီးတမန်တရားတော်ကိုလိုက်ကျင့်ကြသောညီကိုမောင်နှမအပေါင်းတို့အားမိမိတခုထဲသောအသင်းတော်ထဲမှာစီယုံတော်မူပြီးစောင့်ရှောက်တော်မူပါမည်အကြောင်းဆုတောင်းကြစို့ Oremus flectamus tenua Levate Alon sungu tanai no mu to thara phya kin kro di kwe pya ne to tu ku se yong no mu ye se yong bi to tu ku thain thain song xiao tha ro mu to de kin phit de ne niတခုထဲသောစီစောချင်းမင်္ဂလာမြတ်ကိုခံယူကြသောသူတို့ကိုဆုံးလင်းတော်ယုံကြည်ခြင်း၌ပေါင်းစည်းတော်မူ၍ချစ်ချင်းမေတ္တာနောင်ကျူဖြင့်ဆက်သွယ်နိုင်ကြရန်ကိုရောသားရောသူစုကိုတနာကျင်နာမှုဖြင့်ကြည်စုဆောင်ရှောက်တော်မူပါမည်အကြောင်းတပည့်တော်ရဲ့သခင်ခရစ်တော်ဖျားရှင်ကိုအမြဲပြု၍တောင်းလျှောက်ကြပါသည်ဖျားစထမအနေနဲ့ဂျူးလူမျိုးတို့အတွက်ဆုတောင်းကြစို့ကျွန်တော်တို့ရှင်ဖျားသခင်နဲ့မိမိကိုယ်တိုင်ပထမဦးစွာဗျာဒိတ်ပေးခဲ့တဲ့ဂျူးလူမျိုးတို့ကိုမိမိနာမတော်အဖြစ်ချစ်ခြင်း၌၎င်းမိမိပရိငင်ကိုတစ္ဆာရှိစွာလိုက်နာဆောင်တင်ခြင်း၌၎င်းတုတ္တစေယံကူငီဆောင်မတော်မူပါမည်အကြောင်းဆုတောင်းပေးကြစို့ Oremus flectamus tenua Levate Alon sungu tanai no mu to thara phya kin kro di Abraham ne tu ye myu nwe ro agadi do mya ko tha ro mu khi de ni ပထမဦးဆွေရောက်တော်မူသောလူမျိုးဒီကဲတင်ချင်းချမ်းသာကိုအပြည့်အဝခံစားနိုင်ရန်ကိုရောတင်တော်ဆုတောင်းမေတ္တာများကိုကြည်ပြုစွာနာညောင်းတော်မူပါမည်ကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားတတမအနေနဲ့ခရစ်တော်သခင်ကိုမယုံကြည်သေးတဲ့သူတို့အတွက်ဆုတောင်းပေးကြစို့ခရစ်တော်သခင်ကိုမယုံကြည်သူတို့ဒီတန်ရှင်သောဝိညာဉ်တော်အလင်းကျေးဇူးတော်ကိုခံပြီးကယ်တင်ခြင်းချမ်းသာလမ်းတော်သို့ရောက်နိုင်ပါမည်အကြောင်းဆုတောင်းပေးကြစို့ Oremus flectamus tenua
စုံတနိုင်တော်မူသောထာဝရဘုရားခင်ခရစ်တော်သခင်ကိုမယုံကြည်သောသူတို့သည်ကိုယ်တော်မျက်မှောက်တော်၌ဖြူစင်ယူသားသောစိတ်နှင့်နေထိုင်ကြလျက်မှတရားတော်ကိုတွေ့နိုင်ကြရန်၎င်းတပည့်တော်သည်လည်းချင်းချင်းတူကိုတူချစ်ခင်ကြ၍ကိုယ်တော်နှင့်လာသောအဖြစ်တော်ကိုနားလေလူသောဆန္ဒပြင်းပြလျက်လူတို့ရှိ၌ကိုယ်တော်ချစ်ခြင်းမေတ္တာတော်ကိုပူမှုဆွလင်းစွာတည်ခံနိုင်ကြရန်၎င်းမာစာတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ပြန်ရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအထမအနေနဲ့ဖျားသခင်ကိုမယုံကြည်သေးတဲ့သူတွေအတွက်ဆုတောင်းပေးကြစို့ဖျားသခင်ကိုအတိအမပြုမပြုသောသူတို့ဒီယူသားဖြောင်းမသောစိတ်နှလုံးနဲ့ဟောင်းမှန်ရာကိုလိုက်ခြင်းပြီးဖျားရှင်ထံတော်သို့ရောက်ထိုက်ကြပါမည်အကြောင်းဆုတောင်းပေးကြစို့ Oremus flectamus genua Levate Alon sungo danai no mu to thara phya khin lu paung do di phan sin sin phit tor mu to ku ro ku se ya that tan su a mye tse sha phwe cha le twai to kha sin nalon chan metta ya mu ku ya nai cha yan ku ro phan sin no mu khe di ne ngi lu paung do di dukha khe te ta si mya le twin ku ro chin na mui lakhana mya ne ku ro ku yung chi to thrui pung te te kaung mya ku ti min na le cha leကိုရောတပါသေးတာလင်မန်ကန်တို့ဖျားတပီယောရိအဖဖြစ်တော်မူကြောင်းဝန်ခံနိုင်ရန်မာစာတော်မူပါမည်အကြောင်းတပီယောရိသခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားနဝမအနေနဲ့တိုင်းနိုင်ငံအသီးသီးကိုအုပ်ချုပ်သောပုဂ္ဂိုလ်များအတွက်ဆုတောင်းပေးကြစို့ကျွန်တော်တို့ရှင်ဖျားခင်ဒီတိုင်းနိုင်ငံကိုအုပ်ချုပ်သောအာဏာပိုင်တို့ရဲ့စိတ်နှလုံးတို့ကိုအလူတော်မြတ်တိုင်းပေကံလိုင်းညွန်တော်မူပြီးအကြောင်းလူအလုံးတို့ဒီစိမန်တော်လွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းသာယာခြင်းကိုရကြပါမည်အကြောင်းသူတို့အတွက်ဆုတောင်းပေးကြစို့ Oremus flectamus genua Levate Alon sungo danai no mu to thara phya kin ko ro ta lin lu du lu la tong ta chan ne lu a myew myew do ye khwin yi a lon do ko phit swa nai di ne niတပည့်တော်တို့ကိုချုပ်တော်သူတို့အားကိုရောငွန်းနိုင်ငွန်းတော်မူ၍ကဘာတွန်းလုံးနိုင်ငင်းချမ်းသာရခြင်းကို၎င်းလူမျိုးအပေါင်းတို့အားတာယာဝပြုံးရည်ကို၎င်းဘာသာတရားတော်ကိုလွတ်လပ်စွာကိုကိုယ်ခွင့်ကို၎င်းကိုရောပေတနာတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားဒသမနဲ့နောက်ဆုံးအနေနဲ့အတိတ်ဒုက္ခရောက်နေတဲ့သူတွေအတွက်ဆုတောင်းပေးကြစို့ညီကောင်မပုံနေလောကမှာမာယွင်ပါပြောက်ရန်၎င်းယောဂဝေဒနာပပြောက်ရန်၎င်းငတ်မခေါင်းပါခြင်းကိုဖယ်ရှားပေးရန်ထောင်တကားတွေကိုဖွင့်ပေးဖို့နောင်ကျူးများကိုဖြည့်လွှတ်ဖို့ဖျားဖို့ခရီးသည်များလုံခြုံရေးနဲ့အိမ်တို့ချောမစွာပြန်လည်ရောက်ရှိရေးမကျမ်းမာသောသူတို့အားကျမ်းမာခြင်းနဲ့တရားဆက်ဆက်ဖြစ်နေသောသူတို့ကိုကယ်တင်ခြင်းချမ်းသာကိုပေးသနာတော်မူဖွင့်ရအတွက်မေတ္တာတော်ရှင်ဖဖျားသခင်ထံဆုတောင်းကြစို့ Oremus flectamus genua Levate Alon sungo danai no mu to thara phya kin ko ro di wan ne chi kwai to tu ro phu ku a phit tor mu di ne ngi lo a long no di a te dukha yauk ne cha to akha ko ro tana chin na mu ko khan sa nai cha yan
ဒုက္ခရောက်နေကြတဲ့အခါတိုင်းကိုရောရဲ့ထာနောသို့တနာခံကြသောသူရိစုတောင်းမြတ်များကိုနိုင်အောင်တော်မူပါမည်ကြောင်းတပည့်တော်ရဲ့တခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ခုကျွန်တော်တို့ရဲ့ဒီဝတ်ပြုကူကွယ်ခြင်းအပိုင်းပထမအပိုင်းဒီမှာပဲပြီးဆုံးသွားပါပြီဒုတိယအပိုင်းအနေနဲ့ခရစ်တုကားတိုင်းမြောက်ခြင်းအယူအသေးပေးခြင်းအခမ်းအနားဖြစ်ပါတယ်ဒီဆက်လက်ပြီးတော့မတရပါတရားထောက်2ယောက်နဲ့ဖုန်ရင်နဲ့အနောက်ဘက်ကိုကြွားလျှောက်လာမယ်ပြီးတော့မှကျွန်တော်တို့တဖြည်းဖြည်းနဲ့အရှေ့ဘက်ကိုလာပြီးတော့ဒီခရစ်တုကားတိုင်းအယူအသေးပေးခြင်းခရစ်တုကားတိုင်းမြောက်ခြင်းအဲ့ဒါကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကျင့်ပမှာဖြစ်တယ်Excellium cruci in salus mundi perpendi Alung kata singing swa du thau ja men Levante Alum mataya men
Excelium cruci in cosalus mundi perpendi. Oremus, flectamus tenua. Levante. Excelium cruci in cosalus mundi perpendi. The chin the bow to be raw, the crystal you the pitching good, the piano te lozame, the out chin malodo bene, the alone time bureau, the chin the bow to yene, a look hanchin, a cana gule, celebiro, the piano te lozame. Shall
တခင်ဆွေအမိန်တော်ကိုနာခံ၍ကိုရောစင်စင်တင်ကြားတော်မူခဲ့သောမေတ္တာတော်ကိုယုံကြည်ကိုးစားခြင်းနဲ့ရွတ်ဆိုကြစို့ကောင်းကင်ဘုံ၌ကျွန်တော်တို့နန္ဒကိုရောရှင်မီရောဖာယခုကာလတွင်ငြိမ်းချမ်းသာရခြင်းကိုကြည်ပြုစွာပေးတော်မူပါတပည့်တော်ကိုတနာတော်မူသဖြင့်မကောင်းသူများမှကယ်တင်တော်မူပါအဘိဓုဆိုင်မှစင်ကင်းလွတ်စေရစေဒုက္ခပေါ်မှလည်းကာကွယ်တော်မူပါဒုထောက်ကြပါလောကသားတို့၏ပြုကိုချွတ်တော်မူသောဖျားသူငယ်တော်ကိုဖူးမြော်ကြလောသူငယ်ရင်းညစာစားပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသောသူပေါင်းတို့သည်မင်္ဂလာရှိကြ၏
สูแม่เนาะตรงปุ๊บเลยปุ๊บจะสูแม่ส่งยานาเยซูกุโรเชมยาเดบุญยาป่วยจอเกเลวีเชดาบิญาชายาเยตันชิมงกิป่วยจอเกวีชิเคนเชHallelujah.
多加颂，最恳切为荣，多加欧卡的亚索路阿苗。多加颂，最恳切撒贝哟，多加欧卡的亚索路那颂呀那耶稣有个不所多加颂，最恳切撒贝多加欧卡的亚索路阿苗。那颂呀那耶稣基督为了天。最恳切撒贝拉多，耶稣呀，生命被高罗摩比奥多加颂，最恳切撒贝多加欧卡的亚索路阿苗。颂呀那耶
Be
ဆုတောင်းကြစို့အလုံးစုံတနိုင်တော်မူသောထာဝရဘုရားခင်ကိုရောဒီခရစ်တော်သခင်၏မူမြတ်သောတေခါတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့်တပည့်တော်ဝါဖန်ဆင်းစင်ကားရရှိခဲ့တော်မူလာခြင်းဤသို့ပြန်လည်ရောက်စေတော်မူသည်နှင့်ငေတပည့်တော်သည်နည်းနည်းရခြင်းများ၌ပါဝင်ခြင်းပါကြလျက်ခြင်းယူခြင်း၌အမြဲတစေတရှင်နေနိုင်ကြရန်ကိုရောချစ်ခြင်းကျင်နာမှုလုံးငါငုတပည့်တော်၌ဆက်လက်တည်မြဲစေတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖယားအာမင်
ဆက်လက်ဆုတောင်းရအောင်သူတော်ရှင်ပေါင်းတို့ခေါ်တော်မူချီရစီရင်ဆုတောင်းမိသားလေဝါကရိုက်ပေါ်ရင်ကျွန်တော်တို့တွေ့တဲ့ရန်လို့တဲ့ရောသူခင်မင်းပြီးတော့အိုယေဆွေဆွေတော်တို့ကျွန်တော်ရဲ့သာသနာ့ဆောင်မတနာတော်မူဒုက္ခတုံတို့လူလေတနေတနိုင်ဘောင်းကမောတော်မူချာရောက်လိုက်ကြရာကိုရောဤတရားတော်ကိုပြောသွင်းကြဝိညာဉ်ရဲ့ကိုလွန်ပြလာတန်တော်ယန္တော်များကိုရင်ချင်းများဒီမဆင်မြန်ဘောဆရာများကိုကျွန်တော်ထဲမှာရေကောက်တော်မူပါအာမင်။အိုယေဆွေဆွေနှလုံးတော်နာတော်မူပါ။အိုယေဆွေဆွေနှလုံးတော်ကျွန်တော်တို့ကိုတနာတော်မူပါ။အိုယေဆွေဆွေနှလုံးတော်ကျွန်တော်တို့ကိုတနာတော်မူပါ။ကိုဆောင်တရားပြတိမိတာရာစင်ကမင်းတော်ရှိရဲ့ကျွန်တော်ဆောင်တော်ကြမြတ်မြတ်ပြတ်ဆုံးမတွင်တင်ကျေးဇူးဆောင်မတော်မူပါအာမင်။အမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမတော်မြတ်နဲ့အာမင်။ဘုရားကျောင်းရှင်းတဲ့ခါကျရင်လေမုံနဲ့ရေပေါ့နော်မုံနဲ့ရေကိုတုံဆောင်လို့ရပါမယ်ဆိုတော့ဒီဘုရားကျောင်းတက္ကသိုလ်မှာရှင်းသွားတဲ့ခါကျရင်ပေါ့နော်လောက်တလောက်ယူပြီးကြောင်းနော်အမိုက်ဒီပါဒီပေါ့နော်အောက်မှာဟိုကြစီမီလို့ရှိရင်ပေါ့နော်ကျေးဇူးပြုရဲ့ကောက်ပြီးကြောင်းနော်အညာလဲနည်းနည်းနဲ့လာတော့လေတန်စီရေလုံးမဲ့လို့တွေ့ခက်မယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေနော်ဆိုတော့မုံနဲ့